အားလုံးပဲမင်္ဂလာပါကိုဘက်ကနေကြိုဆိုလိုက်ပါတယ်ပြင်းပြလေးရဲ့ပွဲစဉ်နဲ့ဆက်တင်မှာတော့ကျွန်တော်တို့လီဗာပူးတင်နဲ့ဒီအဓိကအခုချန်ပီယံလမ်းကြောင်းပေါ်မှာပြေးနေတဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုတော့ဒီပွဲမှာဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်တို့အတူနည်းနည်းလိုက်ပြီးသုံးသပ်ကြည့်အောင်သိတဲ့အတိုင်းပဲကျွန်တော်တို့လီဗာပူးတင်နေနေအခုကဖောင်းကတော်တော်ဆိုးနေတာဗျာတချို့ဖန်နေဆိုရင်တော့မှပဲအာနက်စလော့ကိုထွက်စေခြင်းနေကြပြီပေါ့ထွက်စေခြင်းနေကြပြီဆိုတော့နောက်မှာဘာတွေရှိလဲဆိုတော့တော်တော်လေးလဲဆိုးတဲ့အနေအထားဖြစ်နေပြီဗျာအဲ့ဒါဆိုတော့ဒီပွဲမှာရောဘာတွေဆက်ဖြစ်လာနိုင်လဲပေါ့နော်ဒီပွဲမှာကတော့ကျွန်တော်ပထမပွဲကြီးပြောသလိုပဲအာနက်စလော့ရဲ့ဂူးဆော့နေတဲ့ဖောင်ကိုပြင်မရဘာဖောင်ပြင်မရပါလဲဆိုတော့အရန်လူဝင်ကမလုံလောက်ထားတဲ့ကြောင်းပြီးရင်တကယ်ကစားသမားတွေကလည်းနာနေတာနဲ့သူခေါ်ထားတဲ့ကစားသမားတွေကလည်းအံမဝင်တာအဲ့လိုမျိုးတွေကြောင့်ကျွန်တော်တို့လီဗာပူးတင်ကတော်တော်လေးဆိုးနေတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီတစ်ပတ်မှာကတော့ကျွန်တော်အထင်မလွယ်ဘူးဆိုတာတက်ကိုချုံးဖို့အဲ့တော့တော်တော်လေးများတယ်ဗျာဒါပေမဲ့ဒီပွဲကိုသာအနိုင်သိရမလားတရေဒါမှမဟုတ်အနိုင်လာကန်နိုင်တော့နည်းနည်းလေးဒီမှာEOပြန်ဖြစ်သွားအောင်ပါအဲ့ဆိုတော့ခုအာနက်စလော့အနေနဲ့ဒီခွင့်ရေးကိုအသုံးချရမယ်ဆိုပေမဲ့လည်းတော်တော်မလွယ်တဲ့အနေထားပါခုအာဆင်နယ်ဆိုတာလည်းခုပရီးမီးယားလိဂ်လမ်းကြောင်းပေါ်မှာရေပန်းစားနေတယ်လीသူခုကဒီရာသီမှာချန်ပီယံဖြစ်ဖို့အလားအလာရှိတဲ့ပထမဆုံးအသင်းနဲ့ကျွန်တော်တို့ချန်ပီယံဟောင်းလီဗာပူးနဲ့တွေ့တဲ့ပွဲဆိုတော့တော်တော်လေးလည်းကြည့်လို့ကောင်းပါအဲ့ဆိုတော့ဒီဘက်မှာလီဗာပူးအသင်းအနေနဲ့ဘာတွေပြင်ရမလဲဆိုရင်တော့ကျွန်တော်အစပြောရတဲ့အတိုင်းပဲခုလီဗာပူးမှာဒဏ်ရာရကစားသမားတွေရှိတယ်ပြီးရင်ခုတောင်ပန်စစ်ပေါ့ဗျာ right wing နဲ့ left wing အဲ့လိုစစ်အခုကပိုတို့ရှိတယ်အရင်သုံးလို့မရဘူးဗျာနာဝါတာမနာခင်တည်းကလည်းဒီကောင်ကအရင်ကောင်းနေတာမဟုတ်ဘူးဗျာခုဆာလက်မရှိကမှသိရမလားဆာလက်တက်တောင်မှပဲစိုးတဲ့ကောင်တွေကြံခဲ့တယ်လို့ဖြစ်နေတကယ်တော့အဲ့လိုမျိုး right wing မှာတကယ်ကစားတတ်တဲ့ကောင်တေချာရုံးနိုင်တဲ့ကောင်တွေကမရှိဘူးဖြစ်နေတာသူလုံးလိုက်ရင်ဟိုဖရင်ပေါင်ဗျာဖရင်ပေါင်တို့ဟိုလက်ဘက်ကကောင်တွေကိုအဲ့ဒီ overlap တက်ခိုင်းမျိုးတက်ခိုင်းကျွန်တော်အပွဲတိုင်းပြောတယ်ဖူဟန်နဲ့ပွဲဆိုပွဲကြို30ချက်မှာတော့လည်းကျွန်တော်ပြောခဲ့တယ်အဲ့လိုမျိုးကြီးလုပ်ရင်ဘလို့မှအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အချိန်မှာကွင်းလေတွေကများတယ်အခုညဆော့ရတဲ့ဖူဟန်နဲ့ပွဲမှာဆိုပဲကြည့်လိုက်ဗျာဖြတ်တင်မောတွေပေးတယ်လုံးဝဘလူးမှအဲ့ area ပေါက်ထဲမှာဘလူးရှိလို့ဘလူးကခေါင်းတိုင်ပါတယ်ဘလူးကပိတ်ပါတယ်ဘလူးမှမရှိဘူးအဲ့ဆိုတော့သိရမလားဂပ်ပိုကြတော့လေအထောင်မစော့တတ်ဘူးဗျာEZကြတော့လေကိုကနားနေတာEKTKကြတော့လေပွဲတွေအရင်များနေလို့ပွဲဆက်တွေအရင်များလို့ဆိုပြီးတော့အညာမထဲဘူးဒါမှမဟုတ်အာရီရဲ့ပွဲကိုပဲအင်အားဖြည့်တဲ့အနေနဲ့ခြံထားတာလားပေါ့နော်အဲ့ရတစ်ချက်တော့ကြည့်ရမှာဒါပေမဲ့ကျွန်တော်ထင်ရတော့တော်တော်လေးဆိုးရွားအခြေအနေရှိရဗျာအဲ့ကြောင့်မို့လို့လီဗာပူးတင်နေတဲ့ကစားကွက်ကလည်းဘယ်လိုလဲဆိုတော့သူက level နဲ့အလဲတန်း2ယောက်ဗျာအဲ့လိုမျိုးတွဲထားတယ်ဘက်ဘက်မှာဆိုရင်ကျွန်တော်မြင်ရသလောက်ပေါ့နော်ဖူဟန်နဲ့ပွဲမှာကျွန်တော်မြင်ရသလောက်ဆိုရင်သူက right back ပေါ့ right back corner back လေးရယ် ပြီးရင်graban back ရယ်ဆိုပိုစလိုင်းအဲ့ဒီ3ယောက်ကိုတွဲထားတယ်လက်ဘက်မှာကျတော့ကာကတ်ရယ်ပြီးရင်ကာဒီဂျုံးရယ်ကိုဒီကပိုရယ်အဲ့ဒီ3ယောက်ကိုတွဲထားတယ်အဲ့လိုမျိုးနေထားရင်ဗျာ floor ကဟိုဘက်ပြေးဒီဘက်ပြေးအလဲကောင်ပြေးလိုက်ဘလို့မှအဆင်မပြေတဲ့အလဲတိုင်းအဲ့ဒီဟာယူပဲဆက်သုံးတာပြီးရင်လည်းပြင်လည်းမပြင်ဘူးပြီးရင်အဲ့ဒီကောင်တွေအကုန်လုံးတည်ရမလားတိုက်စစ်အရင်လိုက်ခိုင်းအောင်နောက်မှာဘလူးဘက်ကြံခိုင်းမှာဆိုရင်ဗန်တိုင်းနဲ့ကွန်နာတီနဲ့ပဲကြံခဲ့တကယ်ဟိုဘက်ကကောင်တာအတက်မြန်တဲ့ကောင်တွေလည်းကြားကြအောင်ညတော့အလုံးတွေဆိုကြည့်လိုက်အဲ့လိုမျိုးတွေကြီးပဲလွတ်တာဗျာဒါတော့မှပဲတော်တော်လေးကန်ကောင်းလို့တည်ရမလားဘာအထိတိုင်ထိတာနေနေမို့လို့လီဗာပူးတင်နေတော်တော်လေးမချုံးခဲ့တာပေါ့နော်မချုံးခဲ့တာဆိုတော့ဒီပွဲကတော့အဲ့ဒီဟာတွေတက်ကိုလုံးဝအမြင်ပြောင်းလဲသွားမှာဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်အသင်းဆိုတာကလည်းသိတဲ့အတိုင်းပဲတိုက်စစ်အားလည်းကောင်းတယ်ခံဆက်ကလည်းကောင်းတယ်ဒီပွဲမှာတော့ကျွန်တော်ကတော့ပို့ပြီးတော့ကြည့်နေတာပေါ့နော်ဘာလို့လဲဆိုကိုယ့်ရဲ့အတင်ဘယ်လောက်တောင်မှပဲစုပ်ပြတ်တက်နေလဲဆိုတာကိုအာနစ်စလော့တာမှမြင်တာကျွန်တော်လီဗာပူးဖန်နေနေကတော့မြင်နေပြီဗျာသူပဲမမြင်တာလားတော့မသိသေးဘူးပေါ့ကျွန်တော်ကတော့သူ့ရဲ့ကစားကွက်ကိုလုံးဝမကြိုက်ဘူးအဓိကတော့ဗျာသူတို့ကပတ်စင်ကြီးပဲပေးတယ်ပတ်စင်တောက်ချောက်ပေးတယ်သိရမလားတစ်ဖက်အသင်းကိုဖိတယ်လို့ဘာလို့ပြီးရင်ဒီကုတ်ထိန်တာရောက်တဲ့အခါတွေဆိုရင်ကြည့်လိုက်ဘာမှမလုပ်တတ်တော့အတိုင်းပဲဘာမှမလုပ်တတ်တော့ဘူးဗျာဘာမှမလုပ်တတ်တော့ဘူးဆိုတော့အမှန်နောက်ကိုပြန်ပေးလိုက်အလဲကိုပြန်ပြီးတော့ပတ်စင်ရိုက်လိုက်ပြီးရင်ပြတ်သွားရင်တော့သွားပြီအဲ့ဆိုတော့ဂိုးသမားလေးလည်းကောင်းနေလို့ပေါ့နော်ဒီပွဲမှာလီဗာပူးနဲ့ဒီအာဆင်နယ်ပွဲကတော့တော်တော်လေးကြည့်ကောင်းမဲ့အထက်မှာပါတယ်အခုဆိုရင်ဗျာကျွန်တော်တို့အာဆင်နယ်နဲ့လီဗာပူးရဲ့ head to head လေးတွက်ကြည့်မှာပေါ့နော်head to head လီဗာပူးအသင်းအနေနဲ့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်တယ်ပေါ့နော်2ပွဲတည်ကြထားတယ်2ပွဲကအခုဒီ2026စရာသီမှာ2026စမှာပဲ2ပွဲတည်ကြပါပြီပေါ့ဗျာအာဆင်နယ်ကတော့2ပွဲလုံးနိုင်ထားတာအာဆင်နယ်တော့ကတော့တော်တော်လေးကောင်းတဲ့အထက်မှာပါတယ်ပေါ့ကျွန်တော်တို့
ဒီလီဗာပူးနေကဒီနှစ်ပွဲသေးကြတဲ့အထက်မှာလည်းတချို့နှစ်ပွဲလုံးကချုံးမှုရှိတယ်ဗျာနှစ်ပွဲလုံးကချုံးမှုရှိတယ်ဒါပေမဲ့ဟိုကန်ကောင်းလို့သာသေကြပါတဲ့အနေထားပုံစံမျိုးဖြစ်နေတာအဲ့ဒါဆိုတော့ဒီပွဲမှာတော့တော်တော်လေးမလွယ်ပါဘူးဘာလို့လဲဆိုတော့အာဒီတာအနေနဲ့ကလည်းဒီနှစ်မှာသူတို့ကောင်းကောင်းလေးလုပ်ပြမယ်လို့တော့ထင်တယ်မနေ့ကရာသီမှာတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကအိမ်ဝင်းမှာလည်းတူတူသူတို့အာဆင်နယ်အိမ်ဝင်းမှာလည်းတူတူပေါ့နော်အဲ့လိုကစားထားတယ်ဒီနှစ်မှာတော့ကျွန်တော်တို့ပထမအဆုံးစလီဗာပူးအိမ်ဝင်းမှာတွေ့ထားတဲ့အနေအထားမှာတော့ကျွန်တော်လီဗာပူးအသင်းအနေနဲ့ကတော့အာဆင်နယ်1-0နဲ့နိုင်ထားတယ်အဲ့တော့ကလည်းကိုညီကိုကြည့်တဲ့ညီကိုဆိုသိမှာတော့သိရမလားတပွဲလုံးအဖိခံပြီးကမှနောက်ဆုံးဆိုဘူစလိုင်းရဲ့ပြစ်ဒဏ်ဘောကနေပြီးတော့ဂိုးရတယ်လောအဲ့တော့နည်းနည်းလေးဗျာသိရမလားဘာဖြစ်ပါဘူးအစာပိုင်းမို့လို့ပါညာတီးခံပေးလို့ရသေးတယ်ကူကတော့တော်တော်လေးကြည့်ကောင်းမယ်ပွဲဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကသူတို့အိမ်ဝင်းဖြစ်တဲ့အတွက်ပိတ်တဲ့အားရောသိရမလားစိတ်သက်ခွန်အားရောပြီးတော့အခုသူတို့ရဲ့ဒီအဆင့်တက်ကိုကာကွယ်ဖို့အတွက်တော်တော်လေးအနေထားမှာရှိတယ်ဗျာတော်တော်လေးအနေထားမှာရှိတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့အနေနဲ့အဆင့်တော့မပြေတော့ဘူးဒါပေမဲ့အခုဒီပွဲကိုတော့ကြည့်နေတယ်ဒီပွဲပြီးမှပဲကျွန်တော်တို့ဆက်ပြီးတော့အာနီစလောကိုထုတ်ဖို့မထုတ်ဖို့ကတော့အဆင်ပြေတော့မှာဗျာညီကိုတို့အနေနဲ့ရောဒီပွဲမှာဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတော့ကွန်မန့်မှာသုံးသပ်သွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်